ဇလန်းလေးကတော့ဟင်နရီဆိုတဲ့လူတစ်ယောက်လန်တရာတိုးဂိတ်တစ်ခုမှာတယောက်တည်းညဆိုင်လှုပ်လှုပ်ရင်းပြင်းရင်ညီးငွေ့စရာကောင်းတဲ့ညတွေကိုဖျက်ဆီးနေရတာနဲ့စတင်ထားပါတယ်။မနက်လင်းလို့အိမ်ပြန်ရောက်ရင်တော့သူ့ဇနီးဓက်ဘီကမနက်စာနဲ့စီးကြိုတက်ပြီးကလေးယူဖို့ကိစ္စတွေပြောလေးရှိပါတယ်။တရက်မှာတော့ဓက်ဘီကဟင်နရီကိုရှင်ကျမကိုချစ်သေးရဲ့လားဆိုပြီးတိုးတိုးလေးမေးရှာပါတယ်။ဟင်နရီပြန်ဖြေဖို့တောင်အချိန်မရလိုက်ပါဘူး။အိမ်ရှိကဘယ်တီးတန်ထွက်လာပါတယ်။တကားဖွင့်လိုက်တော့သူ့တငယ်ချင်းအက်ဒီနဲ့အတူအခြေအနေမဟန်ပဲအန်ဖက်တွေနဲ့ပေးပွားနေတဲ့ဂျိုးလိုရောက်နေတာပါနတ်မလေးဓက်ဘီကတော့စိတ်ကောင်းရှိသူပြီးဂျိုးကိုအိမ်ထဲခေါ်ပြီးပြုစုပေးတာပေါ့အဲ့ဒီအချိန်မှာအက်ဒီကဒီနေ့ဘတ်စကတ်ဘောပွဲရှိတယ်ဆိုပြီးဟင်နရီကိုလိန်ညာပြီးခေါ်ထုတ်ပါတယ်ဂျိုးကကစားနိုင်တဲ့အခြေအနေမှာမရှိတော့တာမို့ဟင်နရီကိုသူ့အစားဝင်ကစားပေးဖို့တိုက်တွန်းတာပေါ့ဟင်နရီကလည်းစိတ်ပျော့ပြီးညင်ရခတ်တဲ့လူစားမျိုးဆိုတော့လိုက်သွားမိပါတယ်ကားမောင်းရင်းနဲ့ပွဲကဘယ်မှာလဲလို့ဟင်နရီကမေးတော့အက်ဒီကမဝေးပါဘူးလို့ပြန်ဖြေပြီးဘန်တစ်ခုရှိမှကားရက်ခိုင်းပါတယ်မုံခဏသွားဝယ်မလို့ဆက်မတက်နဲ့အုပ်လို့ပြောပြီးဆင်းသွားတာနဲ့အက်ဒီနဲ့သူ့လူတွေကမျက်နှာဖုံးတွေစော့တနက်တွေထုတ်ပြီးဘန်ကိုဝင်စီးပါလေရောတကယ်တော့ကားကိုဝိုင်းရကျိုးတွေနဲ့ဆက်နိုးထားတာကအစတန်တရားဖြစ်စရာတွေအများကြီးရှိပေမဲ့ဦးကြောင်ဟင်နရီကတော့ဘာမှတတိမထားမိပဲကားထဲမှာထိုင်ဆောင်နေတာပါခဏနေတော့လုံခြုံရေးဝန်ထမ်းကကားထဲမှာဂျာစီဝတ်ထားတဲ့ဟင်နရီကိုမြင်သွားပြီးဓပြအဖွဲ့ဝင်လို့ထင်သွားပါတော့တယ်။ရဲတွေကဖမ်းဆီးပြီးတရားခံတွေကိုဖော်ခိုင်းပေမဲ့ဟင်နရီဟာသူ့ဘဝကိုဖျက်ဆီးလိုက်တဲ့တငယ်ချင်းတွေကိုတစ္ဆာဆောင်တီးပြီးနှုတ်ဆက်နေခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ဟင်နရီဟာအပြစ်မရှိဘဲထောင်3နှစ်ကြာသွားပါတော့တယ်။ထောင်ထဲမှာတော့သူဟာလူလိမ်ကြီးမတ်နဲ့တခန်းနဲ့ကြပါတယ်။မတ်ကဟင်နရီကိုလူတိုင်းမှာအိမ်မက်ရှိတယ်။မင်းရဲ့အိမ်မက်ကဘာလဲလို့မေးတဲ့အခါဟင်နရီကမရှိဘူးလို့ဖြေပါတယ်။အဲ့ဒီမှာမတ်ကအိမ်မက်မရှိဘဲဘဝကိုဖျက်ဆီးနေတာဟာကိုကျူးလွန်နေတဲ့ပြစ်မှုတစ်ခုပဲလို့မှတ်ချက်ပေးခဲ့ပါတယ်။6 လအကြာမှာဇနီးသည်ဓက်ဘီထောင်ဝင်စားလာတွေ့ပြီးတခြားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီဖြစ်ကြောင်းဝန်ခံပါတယ်။ဟင်နရီကတော့စိတ်ထိခိုက်သွားပေမဲ့အပြင်ပန်းမှာတော့ရပါတယ်လို့ပဲခက်အေးတုံ့ပြန်လိုက်ပါတယ်။နောက်ပိုင်းမှာမတ်ကဟင်နရီကိုတတိပေးပါတယ်။မင်းထောင်ကျပြီးသွားရင်တော့အပြင်ကလူတွေကမင်းရဲ့အမှန်တရားကိုယုံမှာမဟုတ်တော့ဘူးတဲ့။ထောင်ကလွတ်လာတဲ့နေ့မှာဟင်နရီဟာအိမ်ဟောင်းကိုပြန်သွားခဲ့ပေမဲ့တွေးလိုက်ရတာကတော့အိမ်မှာပိုင်ရှင်လိုနေထိုင်နေတဲ့ဂျိုးနဲ့သူ့ကိုယ်ဝင်ကိုလွှဲထားရတဲ့ဓက်ဘီတို့ဖြစ်နေပါတယ်။ဟင်နရီထောင်ထဲမှာအချိန်တွေရက်တက်နေချိန်ကဘာကြီးကတော့ရှေ့ဆက်သွားနေခဲ့တာပေါ့။ဂျိုးကဟင်နရီကိုကျေးဇူးတင်စကားဆိုရင်ကိုရီးယားမီးဖိုချောင်သုံးပစ္စည်းလေးတွေရောင်းဖို့အကြံပေးပါတယ်။ဟင်နရီကတော့ငါမင်းအတွက်ထောင်ကျခဲ့တာအခုမင်းကငါ့ကိုဒါရီလာပြောနေတာလားဆိုတဲ့အကြည့်နဲ့ကြည့်နေမိပါတယ်။တရက်မှာတော့ဟင်နရီဟာသူအဖမ်းခံခဲ့ရတဲ့ဘန်ရှိကိုပြန်ရောက်သွားပြီးကားတိုက်ခံရပါတယ်။ကားမောင်းသူကတော့ဂျူလီဆိုတဲ့မင်းသမီးချောလေးပါအဲ့ဒီနောက်ဟင်နရီဟာဘန်နဲ့မျက်စိတစုံမှာရှိတဲ့ပြဆက်ရုံကိုဆက်သွယ်ထားတဲ့မြေအောက်လိုင်းကိုအကြောင်းသတင်းစာဟောင်းတစ်စောင်မှဖတ်လိုက်ရပါတယ်အဲ့ဒီမှာတင်သူ့ရဲ့အိမ်မက်တစ်စတင်ပါတော့တယ်အဲ့ဒါကတော့သူ့ဘဝကိုဖျက်ဆီးခဲ့တဲ့အဲ့ဒီဘန်ကိုတကယ်တပြတိုက်ဖို့ပါပဲသူဟာမတ်ကိုပြန်သွားတွေ့ပြီးအကူအညီတောင်းပါတယ်မတ်ကပထမတော့မယုံနိုင်ပေမဲ့နောက်တော့သဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ဟာပြဆက်ရုံထဲကနေတဆင့်ဘန်ထဲဖောက်ဝင်ဖို့စီစဉ်ကြပါတယ်အခြေအနေတွေကတိုက်ဆိုင်ခြင်းတော့ဟင်နရီဟာအဲ့ဒီပြဆက်ရုံမှာဂျူလီနဲ့အတူတရုပ်ဆောင်ဖို့အကြောင်းဖန်လာပါတယ်ဟင်နရီဟာဂျူလီနဲ့နီးစပ်သွားပြီးသူ့ရဲ့အစီအစဉ်တွေကိုဖွင့်ပြောပြလိုက်ပါတယ်တပြတိုက်မဲ့နေ့ရောက်လာတဲ့အခါမှာတော့အနှောက်အယှက်တွေအများကြီးကြုံရပါတယ်တငယ်ချင်းဟောင်းအတီကတနက်တွေပါယူလာပြီးပတ်စံအားလုံးကိုတယောက်တည်းယူဖို့ကြိုးစားပါတယ်ရုံးရင်းဆန်ခတ်ဖြစ်ရင်ဟင်နရီတနက်မှန်သွားပါတယ်ဒါပေမဲ့ဟင်နရီဟာဒဏ်ရာတွေနဲ့ပဲစင်ဘောကိုပြန်တက်ပြီးဂျူလီကိုသူ့ရဲ့တကယ်ရင်ထဲကအချစ်တွေကိုပြဆက်ထဲကစကလုံးတွေနဲ့ဝန်ခံလိုက်ပါတယ်ပရိသတ်တွေကတော့ဒါဟာပြဆက်ရဲ့အစိတ်ပိုင်းတစ်ခုလို့ထင်ပြီးလက်ခုပ်တီးအားပေးနေကြတာပေါ့ဇလန်အဆုံးမှာတော့ဟင်နရီဟာသူ့လိုချင်တဲ့ပတ်စံအိတ်ကိုရောဂျူလီရဲ့အချစ်ကိုပါရရှိသွားပါတော့တယ်